ကျွန်တော်တို့ရဲ့ပစ္စည်းတွေပြန်ရောက်နေပြီဖြစ်တယ် 12.8 volt 300 ah AZ ဆိုတာလေးနဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်တို့ retail ဈေးဆိုလို့ရှိရင်တော့18သိန်းနီးပါးဝန်းကျင်လောက်နဲ့ဆိုရင်အဆင်ပြေပါတယ်ဗျကျွန်တော်တို့လက်ကားဖြန်းမဲ့တွေလည်းလက်ကားဈေးရှိပါတယ်ကျွန်တော်တို့ဆက်သွယ်ပေးပါဖုန်းနံပါတ်လေးဗီဒီယိုမှာချပေးထားပါမယ်ဗျာကွန်မန့်ထဲမှာလည်းဖုန်းနံပါတ်လေးချပေးထားပါမယ်ကျွန်တော်တို့ဒီကောင်လေးကိုအာမခံ9နှစ်အပြည့်နဲ့ရပါမယ်ဗျ quality ရမ်းကောင်းပါတယ်ဗျစက်ရုံတိုက်ရိုက်ပါတရုတ်ကနေစက်ရုံတိုက်ရိုက် OEM brand ဖြစ်ပါတယ်ဗျာအားပေးကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတွေကျေးဇူးပါ